Institute ရတဲ့ငယ်ချင်းတွေအားလုံးမင်္ဂလာပါဒါ Facebook မှာလည်းတင်ထားပါတယ်ဒီကင်မရာလေးကိုကျွန်တော်တို့ IMOE လေးရပေါ့နော် IMOE လေးရ Wi-Fi ကင်မရာလေးဖြစ်ပါတယ်ဒီကင်မရာလေးကိုကျွန်တော်တို့တက်ဆင်သုံးစွဲမယ်ဆိုရင်ဘယ်လိုလူတွေတက်ဆင်သုံးစွဲတင်လဲဆိုတော့ကျွန်တော်တို့အိမ်လေးနောက်ပြီးတော့မီနီရုံးခန်းလေးတွေမီနီမားကတ်လေးတွေအခုလောလောဆယ်တော့ဒီကင်မရာတွေကDPR ဇာတ်လည်းမလို့ဘူးပေါ့နော် SD ကလေးထည့်စိုက်ပြီးတော့ကျွန်တော်တို့ Wi-Fi ရှိုံနဲ့ကြည့်လို့ရပါတယ် Wi-Fi မရှိတဲ့နေရာတွေမှာဆိုလဲသူတို့ Wi-Fi မပါဘဲနဲ့သုံးလို့ရတဲ့ကင်မရာမျိုးစားဖြစ်ပါတယ်သူက 2way တော့ပါမယ်အတန်ပါမယ်ကျွန်တော်တို့ night vision ပေါ့နော်နှစ်ယောက်ပြောလို့ရတဲ့ဟာလည်းပါမယ်နောက်ပြီးတော့ဒီ night vision ကတော့ဒီညဘက်ဒီမှာဆိုရင် black and white နဲ့ကြည်တောက်ရှင်ရပါမယ်ဖုန်းနဲ့အလွယ်တကူကြည့်လို့ရမယ် tablet ရမယ်နောက်ကွန်ပျူတာပေါ့နော် desktop laptop အကုန်လုံးမှာကျွန်တော်တို့ချိတ်ဆက်ပြီးအသုံးပြုလို့ရပါတယ်ဒီကင်မရာလေးရဲ့အားသာချက်ကတော့ကျွန်တော်တို့ DVR Z တွေနဲ့လည်းတွဲပြီးတော့အသုံးပြုလို့ရတယ်လို့ကျွန်တော်တို့ခုနပြောတဲ့ဖုန်း laptop ဖုန်းရဲ့ laptop ရဲ့နောက်ပြီးတော့ကွန်ပျူတာရဲ့ desktop laptop အကုန်လုံးမှာကျွန်တော်တို့ချိတ်ဆက်ပြီးအသုံးပြုလို့ရနိုင်ပါတယ်ဒီဟာလေးကိုတက်ဆင်ထားမြင်ဆိုရင်ကျွန်တော်တို့ဒီ Wi-Fi လေးနဲ့ပေါ့နော်ဒါတော့ချိတ်ပြီးတော့ကဘာအနှံ့နေပြီးတော့ကြည့်ရှုလို့ရတဲ့ကင်မရာမျိုးစားဖြစ်ပါတယ်ခင်ဗျာဒီကင်မရာလေးကိုတက်ဆင်ခြင်းနဲ့ဒါမှမဟုတ်ပစ္စည်းပဲဝယ်ယူခြင်းနဲ့ဆိုတဲ့မိတ်ဆွေကျွန်တော်တို့ဖုန်းနံပါတ်ကိုဆက်ပေးပါ39 Viber ဖုန်းနံပါတ်ပေါ့နော်399898491993ကိုဆက်သွယ်ပြီးတော့ဈေးနှုန်းမှာမေးမြန်းနိုင်ပါတယ်เนาะမေးမြန်းမှာကြားနိုင်ပါတယ်တက်ဆင်ခြင်းနဲ့ဆိုရင်6.8.990ကိုဆက်သွယ်ပြီးတော့ order တင်လို့ရပါတယ်ကျွန်တော်တို့ဒီနေ့ order တင်မနေ့ပြန်လာတက်ပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ